မဟာဗုဒ္ဓယဟန္တာကြီးကပိဋကရဲ့တကူတော်နဲ့ကောင်းငင်ရခကြီးကမြတ်စွာဘုရားတရင်သုံးနေတဲ့တာဝတိပြည်ကိုကြွသွားတယ်ဘယ်ပြည်ကိုကြွသွားတာဝတိပြည်ဇေတဝန်ကျောင်းမှာမြတ်စွာဘုရားတရင်သုံးနေတယ်မြတ်စွာဘုရားထံရောက်တော့မြတ်စွာဘုရားကိုရိုသေစွာလှုပ်ချီမို့ရှိခိုးလို့ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားအရှင်ဘုရားအတွက်ရည်မှန်းပြီးတော့သူ့နံပရဏတိုင်းဝါနိစ္စကာမရွာနိနာမသန္တကုဏတာကျောင်းတော်ရာကြီးကိုဆောက်လုပ်ပြီးပါပြီမြတ်စွာဘုရားရှင်ဘုရားကြွတော်မူပါဘုရားလို့မြတ်စွာဘုရားကိုပင့်လျှောက်တော်ဘုရားရှင်ကိုရောမြတ်ကပင့်လျှောက်ထားတာကိုလက်ခံတော်မူတယ်လက်ခံတော်မူပြီးတော့အနာမခါသားနေတဲ့ညီတော်အာနန္ဒာကိုခေါ်လို့จิตအာနန္ဒာကျောင်း၌ထဲမှာရှိတဲ့တန်ဃာတွေ499ပါဘယ်နှပါလဲမနေ့ပြင်ကနန်းတဲ့ဝါနိစ္စခါမရွာကိုကြွပြီးတော့သန္တကုဏတာကျောင်းတော်ရာကြီးကိုအလူခံဖို့လို့ဝါနိစ္စကာမရွာသူရွာသားတွေစက္ကန့်လူတန်းနဲ့ဆွမ်းကိုခံဖို့လို့ယဟန္တာပေါင်း499ပါးကိုစာရေးတမ်းမဲ့ပေတော်မူမင်းရှင်မတော်မူတဏ္ဍမြတ်စွာဘုရားအမိန့်တော်ရတော့အရှင်အာနန္ဒာကလည်းဘယ်ကိုယ်တော်လိုက်ရမယ်ဘယ်ကိုယ်တော်လိုက်ရမယ်ဘယ်ကိုယ်တော်လိုက်ရမယ်ဆိုပြီးတော့သေတ္တတန်ဃာတွေယဟန္တာကြီးတွေလျှောက်ပြီးတော့ပြောလိုက်တာ499ပါးတဲ့ဘယ်လောက်လဲ499ပါးသောတန်ဃာတော်တွေကိုအကုန်လုံးစီမံတော်မူပြီးတော့စရင်ကောက်ယူတော်မူပြီးတော့စီမံနေတဲ့အချိန်တဲ့တာဝရိန္ဒနတ်ပြည်ကတရားမင်းကြီးရဲ့ပန္တုကပလာများကြောက်ဖြာတင်းလာတယ်။ညာမင်းကလူပြည်နှမ်းကြီးတယ်ဟာငါထိုင်နေတဲ့ပန္တုကပလာမြတ်ကြောက်ဖြာကြီးတင်းပြီးတော့ပူပြင်းတဲ့ချင်းရာကိုပြတယ်။လူပြည်မှာဘာတွေများဖြစ်နေပါလိမ့်မလဲလို့လှမ်းကြည့်လိုက်တဲ့အခါကျတော့ဘုရားမှုရှိတဲ့တန်ဃာတော်499ပါးသူနံပရဏတိုက်ဝါနိစ္စကာမရွာအနီးကသန္တကုဏတာကျောင်းတော်ရာကြီးအလူခံမို့လို့မြတ်စွာဘုရားကြွတော်မူလိမ့်မယ်အဲ့ဒါကိုသိတော့မှဝိသကြုံနာသားကိုခေါ်ပြီးတော့ရက်ထပြန်900တဲ့ဒီကနေ့ကခေါ်တာတော့ပန်းရထားလို့ခေါ်တယ်ဘုန်းကြီးတို့ဘုရားထိတင်တာပန်းရထားတဲ့ဘာလဲမရေးတာရဲ့ရှေ့တုန်းကရထပြန်လို့ခေါ်တယ်ရထကကောင်းကင်မှာပြန်နေတာပြတ်သားဆောင်ကြီးနဲ့ရထ900ရထပြန်900ကြွမှာက499ပါးမြတ်စွာဘုရားတပါးတိတ္တရထပြန်900စီစဉ်